အားလုံးမင်္ဂလာမနေ့ခင်မှာဒီရက်ကတော့ရာသီဥတုတော်တော်လေးပြန်အေးတယ်ဒါဖုန်းတို့စီမှာဆိုရင်မနေ့ကဒီ15 degree centigrade ထိကိုဖြစ်သွားတာဆိုတော့တော်တော်ကြီးကိုအေးတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့ကတော့အားလုံးစိတ်ဝင်စားကြတယ်ဘိက္ခုအရှင်ပညာကာရရဲ့အကြောင်းလေးကိုဖုန်းတို့မျှဝေမှာဖြစ်ပါတယ်အရှင်ပညာကာရကဒါအခုနှစ်ပိုင်းပေါ့လေဒီ Walk for Peaceလမ်းကြောင်းကြီးစတင်လိုက်တဲ့အချိန်မှာတော့ကဘာကျော်လာတာဆိုတော့ဘုန်းတို့ Wikipedia တွေပါတယ်ရှာကြည့်တယ်အရှင်ပညာကာရရဲ့ biography ကိုသိမတွေ့ရအောင်နောက်ဘုန်းတို့ဘယ်မှာတော့တွေ့လဲလို့ဆိုတော့ Facebook မှာပဲနေဖာဖြစ်မယ်ထင်တယ်ဆရာတော်တစ်ပါးတင်ထားတဲ့အင်္ဂလိပ်လိုပေါ့အဲ့ဒါလေးကိုဘုန်းတို့စီလျော်သူလေးဘာသာပြန်ပေးမှဖြစ်ပါတယ်ဆိုတော့အရှင်ပညာကာရကို1982ခုနှစ်ဗီယက်နမ်နိုင်ငံဒါလတ်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်တဲ့ဆိုတော့1981မှာမွေးတာဆိုတော့ဆရာတော်ရဲ့အသက်ကလောလောဆယ်45နှစ်ရှိပြီဖြစ်ပါတယ်။ဒါဖုန်းတို့ထဲ2နှစ်ကြီးပါတယ်။နောက်1990ခုနှစ်မှာဆရာတော်တို့မိသားစုဟာတဲ့မိသားစုလိုက်အမေရိကန်နိုင်ငံကိုပြောင်းရွှေ့ခဲ့တယ်။ဆိုတော့ပညာရေးအနေနဲ့ကတော့ဆရာတော်ပညာကာရဖြစ်လာမဲ့လူငယ်လေးဟာ University of Texas မှာတဲ့ Information Technology of Engineering ဘွဲ့ကိုရရှိခဲ့တယ်။အဲ့ဒါပြီးတော့နည်းပညာကုမ္ပဏီတွေမှာအလုပ်လုပ်ခဲ့တယ်ပေါ့အင်ဂျင်နီယာတယောက်အနေနဲ့နောက်အဲ့ဒီအချိန်လေးကတဲ့ဆရာတော်ဖြစ်မဲ့လူငယ်လေးဟာတဲ့ Ivan မြို့မှာရှိတဲ့ Lian Ho Temple ရဲ့ဗုဒ္ဓဘာသာလူငယ်ခေါင်းဆောင်အနေနဲ့ဘာသာရေးလုပ်ငန်းများကိုတွေ့ကြရဆောင်ရွက်နေပါတယ်ဆိုတော့ဒါကိုကြည်ချင်းအဖြစ်ဆရာတော်အရှင်ပညာကာရငယ်စဉ်တောင်ကြီးတဲကဘာသာရေးကိုင်းဆိုင်တဲ့မိဘမွေးဖွားပြီးတော့ကိုယ်တိုင်လည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့အသိပညာလေးတွေအခြေခံခဲ့တယ်လို့ပြောလို့ရပါတယ်2009ခုနှစ်မှာတော့တဲ့ Texas ပြည်နယ် Fort Worth မြို့ Huan Town ဘုန်းတော်ကြီးကျောင်းမှာဆရာတော်အရှင်ရတနာကုဏကိုဥပ္ပစေပြုပြီးတော့သာသနာ့ဘောင်ဝင်ရောက်ခဲ့ပါတယ်တဲ့ဆိုတော့အဲ့ဒါကိုတော့သာသနာ့ဘောင်ဝင်ရောက်တယ်လို့ပဲရေးထားတယ်ပေါ့နော်ပြီးတာကိုရင်ဘွားလို့ပြောနိုင်တယ်ပေါ့အဲ့ဒါပြီးတဲ့အခါ2010ခုနှစ် Wesak Day ဆိုတော့ကစုံလားပြည့်နေ့ပေါ့ကစုံလားပြည့်နေ့မှာရဟန်းဘောင်ရောက်ရှိခဲ့ပါတယ်တဲ့2013ခုနှစ်မှာတော့ဆရာတော်အရှင်ပညာကာရရဲ့ပညာအရေးချင်းလုပ်ရည်ကိုင်းရင်နဲ့စိတ်ထားကောင်းမှုတို့ကြောင့်ဟွမ်ထောင်းကျောင်းရဲ့ဒုတိယကျောင်းတိုင်ဒါဘုန်းတော်မြန်မာလိုဆိုတော့တိုက်အုပ်ဆရာတော်ပေါ့တိုက်အုပ်ဆရာတော်ဖြစ်ခံခဲ့ရပါတယ်တဲ့ဆိုတော့ဒီမှာကြည့်ရင်ဆရာတော်အရှင်ပညာကာရဟောပြောပွဲတွေမှာဘုန်းတော်ကြည့်ရတာကသူသာသနာပေါင်းရောက်တာ18ဝါရှိပြီလို့မိန့်တာဘုန်းတော်တွေ့ရမြင်ရပါတယ်ဆိုတော့2009ခုနှစ်ကနေခု2026ဆိုတော့18ဝါဆိုတာဆရာတော်ကဒီသာသနာပေါင်းစရောက်တဲ့နှစ်ကိုအကုန်ပေါင်းပြောတာဖြစ်ပုံရပါတယ်ဆိုတော့ဒီရန်ဝါတက်တက်ဆိုရင်တော့18ဝါမရှိသေးဘူးပေါ့သူကဒီ2010အခုမှ2026ဆိုတော့ဒါဘာပဲပြောပါဆရာတော်ကအသက်အရွယ်အဖြစ်ဆိုရင်တော့ဖုန်းတို့ထဲ2နှစ်ကြီးပြီးတော့ဝါအဖြစ်ဆိုရင်ဖုန်းတို့ထဲ6ဝါငယ်ပါတယ်နော်အဲ့နောက်မှာတော့ဆရာတော်ဟာတဲ့ One Two Charity Foundation ကိုထီထောင်ပြီးတော့အာရှအာဖရိကအမေရိကစတဲ့နိုင်ငံကြီးမှာလူမှုကူညီရေးလုပ်ငန်းစဉ်များကိုဦးစီးဆောင်ရွက်ခဲ့ပါတယ်တဲ့အဲ့ဒီလုပ်ငန်းစဉ်တွေကထင်ရှားတာတွေကတော့တဲ့ယူဂန်ဒါနိုင်ငံမှာတောက်သုံးရေတွင်းများတူးဖော်လူတန်းပေးခြင်းကျောင်းအဆောက်အဦများစာသင်ကျောင်းအဆောက်အဦများဆောက်လုပ်ပေးခြင်းတို့ပါဝင်ပါတယ်တဲ့ထို့ပြင်မြန်မာထိုင်းဗီယက်နမ်အမေရိကန်စတဲ့နိုင်ငံများမှာရေဘေးမုန်တိုင်းဘေးငလျင်ဘေးစတဲ့သဘာဝဘေးများကြုံတွေ့လာတော့အခါမှာလည်းပဲကဲစိပစ္စည်းများအစားအစာများနဲ့နေရထိုင်ခင်းများအောက်သွင်းရရှိရေးစတဲ့ပြန်လည်ထူထောင်လုပ်ငန်းစဉ်များကိုထောက်ပံ့လှူဒါန်းခဲ့ပါတယ်တဲ့။ဒါဖုန်းတို့နိုင်ငံကိုတော့မှဒီဆရာတော်ရဲ့Charity Foundation ကလာရောက်ပြီးတော့ပြန်လည်ထူထောင်ရေးကောင်းမှုတွေလုပ်ခဲ့တယ်ပေါ့လေ။နောက်2022ကနေပြီးတော့2023အထိတဲ့ဆရာတော်အရှင်ပညာကာရနဲ့တရားကျင့်ပေါ်ကျင့်ပဲဖြစ်တဲ့တန်ဃာတော်အပါ100အဲတန်ဃာတော်အပါ100ကမြတ်စွာဘုရားဝင်တော်ပေါ်ပေါက်ခဲ့ရာအိန္ဒိယနိုင်ငံမြတ်စွာဘုရားမွေးဖွားခဲ့ရာနီပေါနိုင်ငံတို့မှာတဲ့112ရက်ကြာတပိတ်တလုံးသင်္ကန်း3တယ်ဖြင့်လမ်းလျှောက်ခီးကြွပြီးတော့ဘုရားဖူးတရားအထုတ်မှုတွေဆောင်ရွက်ခဲ့တယ်တဲ့ဆိုတာဒူတင်ခီးစင်ပေါ့ဒူတင်ဆိုတာဘုန်းတို့ဒူတင်ဆောင်ပြီးဆိုလို့ရှိရင်သင်္ကန်း3တယ်ဒါတပိတ်သင်္ကန်း3တယ်နဲ့တပိတ်တလုံးပေါ့နောက်အဲ့ဒီခီးစင်မှာပဲတဲ့အခုThe Peace Talk ငြိမ်းချမ်းရေးကမ္ဘာငြိမ်းချမ်းရေးခွေးလေးလို့နာမည်ကျော်လာမဲ့အာလောကလေးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ဆိုတော့ဘုန်းတို့ဒီနားထောင်ရတာတွေကတော့ဒီအာလောကလေးကဆရာတော်တို့ကြွားတဲ့နောက်မှာတကောက်လိုက်တယ်တခါတည်းလည်းပျောက်သွားတာရှိတယ်တဲ့ဒါမှတချို့ခွေးလေးတွေကလိုက်တယ်အစားလေးကျွေးတော့လိုက်တယ်ပျောက်သွားတယ်ပြန်ပေါ်လာတော့အာလောကကတော့ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်နောက်ဆုံးတော့လုံးဝတောက်လျှောက်ကိုလိုက်တော့တာတဲ့
the အဲ့ဒီခီးစဉ်ကိုပဲအခြေခံပြီးတော့ the footsteps of the Boris Monk ဆိုပြီးတော့ဒီဆရာတော်ကစာအုပ်လေးတစ်ရေးခဲ့ပါတယ်တဲ့။နောက်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာတော့ဆရာတော်နဲ့ထေရဝါဒတန်ဃာတော်19ပါးတို့ဟာယခုကမ္ဘာကျော်မဲ့ Walk for Peace ခီးစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်တဲ့။ Texas ပြည်နယ် Fort Worth မြို့ကနေပြီးတော့ဒီ Washington DC အထိဆိုမိုင်ပေါင်း2300ကျော်ရက်ပေါင်းဆိုရင်108ရက်တိုင်တန်ခီးစဉ်ကိုကြွမြန်းပြီးတော့ဒါဖေဖော်ဝါရီလ10ရက်နေ့မှာတော့ခီးစဉ်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဒါအင်မတန်အောင်မြင်တဲ့ခီးစဉ်ဖြစ်ပါတယ်ငြိမ်းချမ်းရေးအတွက်လည်းအင်မတန်အောင်မြင်တဲ့နောက်တစ်ခါဘာသာရေးအတွက်ဆိုလဲဘာသာရေးအတွက်မရည်ရွယ်ပေမဲ့ကြွယ်ကူးရည်ပါဆိုသလိုပေါ့ဗုဒ္ဓဓမ္မတနည်းအားဖြင့်သဘောဓမ္မတွေကိုဖြန့်ဝေခွင့်အများကြီးရလာတယ်ပေါ့လေအဲ့ဒီမှာနောက်ဆုံးဒီ gathering ပွဲပေါ့ Washington DC မှာလုပ်တဲ့ gathering ပွဲမှာဆိုရင်ဆရာတော်ရဲ့ဒါပညာအရေးချင်းနောက်ယူသားတက်မှတ်မှုပြီးတော့ရဲရဲမှုတွေပေါ့နော်အများကြီးတွေ့ရတယ်ရဲရဲမှုတွေဆိုတာက War Peace ခေါင်းစဉ်နဲ့လမ်းလျှောက်တဲ့အဲ့ဒီမှာဆရာတော်အဓိကဟောတဲ့တရားကတော့ mindfulness အဓိကပဲတတိပဋ္ဌာန်ပေါ့အဲ့ဒါကိုဟောတဲ့နေရာမှာလေတောက်လျှောက်လိုက်ပြီးတော့နောက်ဆက်တဲ့လူတွေရှိတယ်အဲနောက်ဆုံးလူထောင်ချီတောင်းချီလာတဲ့ပွဲကြီးမှာလဲဆရာတော်ကတခြား PR တွေတခြားစိတ်နောက်ဆက်တွေဘာမှမရှိဘဲနဲ့ဒီ mindfulness ကိုပဲအဓိကထားပြီးတော့ဟောသွားတယ်ဆိုတော့အဲ့ဒီမှာဆိုရင်ဒကမတယောက်ကသူကထပြောတယ်သူ့မှာတဲ့ stress တွေရှိနေပါတယ်တဲ့ဆိုဆရာတော်အခုတော့ဖြစ်နေတာလားတဲ့အခုတော့ဖြစ်နေတာလားဆိုတာအဲ့ဒီအချိန်မှာကသူတို့ကဒီအားလုံးကငြိမ်းချမ်းရေးအတွက်လဲလာကြတယ်ဟိုစိတ်ထဲမှာလဲအကုန်လုံးအများစုကဒီငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာငြိမ်းချမ်းနေကြလိမ့်မယ်လို့ဆရာတော်ကယုံကြည်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့မှဒီဒကမကဒီသူ့မှာ stress ရှိနေတယ် stress ဆိုတာကဘုန်းကြီးမြန်မာလိုဆိုတော့တောကပါပဲစိတ်ဖိစီးမှုတောကဒါတွေကိုပြောတာပါစိုးရိမ်နေတာပေါ့သားသမီးတွေလည်းဖြစ်မယ်သူကိုယ်တိုင်တွေလည်းဖြစ်မယ်သူ့အနာဂတ်တွေလည်းဖြစ်မယ်ဆိုတော့အဲ့ဒီလိုဖြစ်နေပြီဆိုရင်ဆရာတော်ကအဲ့ဓာတွေတွေးတာတွေအကုန်ရက်ပြီးတော့တဲ့breathing in breathing out breathe in breathe out ဒီအသက်ရှူလေးချိန်ကလေးလှုပ်ပြီးတော့တတိထားလိုက်ပါတဲ့ဒါကတော့ဘာပြောတာလဲလို့ဆိုတော့လူတွေကပြဿနာတွေဖြစ်နေပြီးစေတောကတွေအတွေးတွေနဲ့ဖြီးစည်းနှိပ်စက်ခံနေရပြီဆိုလို့ရှိရင်အဲ့ဒီအတွေးတွေခဏရပ်လိုက်ရပ်ပြီးတော့ဒီအာနာပါနတတိလို့ခေါ်တဲ့ကိုနေတိုင်းလုံးနေတဲ့အသက်ရှူတာလေးကိုပဲတတိကတ်လိုက်အသက်ရှူသွင်းရှူထုတ်တာလေးတတိကတ်ပြီးတော့အဲ့ဒီမှာပဲသမာဓိကိုရအောင်စူးစီးပြီးတော့မှငါဘာပြဿနာကြုံနေရတာလဲဒီပြဿနာဘာကြောင့်ဖြစ်တာလဲဘလို့ဖြေရှင်းရမလဲဆိုနီလန်းလေးကိုစဉ်းစားမယ်ဆိုရင်နိမန်လမ်းမှာတွေ့လိုက်လိမ့်မယ်ဆိုတော့တခါတရံကြတော့လူတွေကဆင်းရဲတယ်စိတ်ဆင်းရဲတယ်တောကဖြစ်တယ်ဒါပဲထိုင်တွေးနေတာတွေးနေပြီးတော့အဲ့ဒီတောကအဆောက်အဦတည်ဥမာဆိုပါဆိုတစုံတရာကမွေးထားရင်ကြီးလာတဲ့သဘောရှိတယ်ဆိုတော့တတ္တဝါလေးတစ်ကောင်ပဲဖြစ်ဖြစ်တစ်ပင်လေးတစ်ပင်ပဲဖြစ်မွေးထားရင်သူကတဖြည်းဖြည်းနဲ့ရှင်းတန်ကြီးထွားလာအဲ့တော့ဘုန်းတို့ရင်ထဲမှာလည်းပဲတောကတွေကဘာကြောင့်ဖြစ်တယ်ဆိုတာမဆန်းစစ်ဘူးဘလို့ဖြေရှင်းရမယ်ဆိုတာမဆန်းစစ်ဘူးဒီတောကအတိတ်နဲ့ကဘယ်လောက်ရှိတယ်ဆိုတာမဆန်းစစ်နိုင်မင်းနဲ့စိတ်ဆင်းရဲတယ်စိတ်ညစ်တယ်စိတ်ဖိစီးတယ်ဆိုအဲ့ဒါကိုပဲမွေးထားသလိုဖြစ်ပြီးဒီတောကအဆောက်အဦကြီးကကြီးထွားလာတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုရက်ချင်တယ်အဲ့ဒါကိုဖြည့်ရှင်းခြင်းတယ်ဆိုရင်တော့အရေးကြီးဆုံးတော့ဆရာတို့ပြောသလို mindfulness ပါပဲသူတတိထားပြီးတော့ပြန်ကြည့်မယ်တမာတိကိုတော့အရင်ဆုံးပြိုးထောင်ပြီးတော့ဒီပြဿနာဘာလဲဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြည့်ရှင်းရမလဲဒါတွေတွေးခေါ်နိုင်မယ်ဒီလိုလေးဆောင်ရွက်နိုင်မယ်ဆိုရင်တော့တောကတွေကအများကြီးတော့ရော့သွားမှာပဲဆိုတော့ဒီလိုလေးဆရာတို့ဟောသွားတာရှိပါတယ်ဆိုတော့ဒီမှာဖုန်းတို့ပြောသွားတဲ့အချက်လက်တွေကတော့ဒီ Facebook ကတွေ့တယ်ခုနပြောခဲ့ပြီးသားပါအင်္ဂလိပ်လိုရေးထားတယ်ဒီအထုပ်ပတ်တီလေးကိုဘာသာပြန်ပေးရတာဖြစ်တဲ့အတွက်အချက်လက်တွေကတော့တိကျချင်မှတိကျလိမ့်မယ်ပေါ့လေဘာပဲပြောဒီဆရာတော်အရှင်ပညာကာရအကြောင်းကိုစိတ်ဝင်စားနေကြတဲ့ဒကာဒကမတွေတော့ကြီးညိုတရားပွားနိုင်လိမ့်မယ်လို့ထင်ပါတယ်အားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေပြဿနာတွေကိုလည်းပဲ mindfulness တတိထားပြီးတော့ဖြေရှင်းနိုင်ကြပါစေအောင်မြင်ကြပါစေ